ကျွန်တော်မသိပါဘူးပညာရှိစကားတွေဗျကျွန်တော်နားထောင်မှတ်သားရပါတယ်ကျေးဇူးကြီးပါပြီရဲ့လူတွေကဟာဟဲ့ဘယ်လိုကြီးလဲကွာသူ့တော့ဆော်သွားသူကမဆော်တဲ့ပြင်ချီးမွမ်းတောင်နေပါသေးလားတယောက်ကပြန်ပြောတယ်မနိုင်တော့လဲရှုံပေးအေးတာပါပဲကွာတော်သားတွေကတီတိုတဖန်ဖို့လုံနေကြအမှန်ကတော့ကိုတော်သားချင်းလက်ခုပ်တီးပေးခြင်းနဲ့ကိုလူကလည်းတီးပေးလို့မရအားလုံးအနှိတ်အရှုံးဖြစ်နေတော့အားမလို့အားမရဖြစ်နေကြတာပါအဲ့ဒီမှာစရောင်းတောင်းကဆက်ပြောတယ်တကယ်တော့ကျွန်တော်ကဖိတ်သိက်ဆရာလောက်တာတက်လို့မှမဟုတ်ဘူးတဲ့ကျွန်တော်စရောင်းမှာ9ရွာကလဲသမားပါခမဒီနေ့ဒီကိုဖိတ်သိက်မြောက်လာကနီးတောင်မှကျွန်တော်မိန်းမကတော့ဖိတ်သိက်မြောက်မသွားခင်နွားသချင်းနဲ့ရေပြည့်အောင်ထမ်းခဲ့အောင်ဆိုလို့ကျွန်တော်ရေထမ်းခဲ့ရပါသေးတယ်ရေတွင်းကလည်းရွာထဲမှာမရှိဘူးခမဟိုးရွာပြင်းထွက်ပြီးတော့ရေဆိုင်တန်းကလေးနဲ့ကျွန်တော်သွားထမ်းရပါတယ်ရွာထဲကထွက်လိုက်တာနဲ့တည့်ပင်လေးတွေကအပွင့်ကလေးတွေဝေးပဲကင်းကလေးတွေကစိမ့်ဆိုးထမ်းမင်ကလေးတွေကအစီတန်းလို့ကျွန်တော်တယောက်တည်းလွန်လိုဖြစ်တယ်ဒါနဲ့ကျွန်တော်ကဘုံတော်ကလေးတစ်ပုဒ်ကိုကောက်ပြီးဆိုးလိုက်တယ်ခမဒါစကြိုပြီးဌာနဘာယာနာချက်ဘဟုနာလန္ဒတက္ကသိုလ်ဝဲအသက်ကိုအနှင်းဟာစိန်တင်ဟန်ကရှေ့ကဗိသိက်ဆရာကစကားရည်ပြောတော့တီးကိုမတီးလဲရခုမှတီးရတော့အာရပါရတီးကြတာပေါ့ဆိုင်တန်နဲ့တချင်းတန်ချိန်ချိန်ညံပါကြရောတဲ့အဲ့ဒီမှာနားထောင်လို့ကောင်းလိုက်တာလူတွေကလည်းငေမောသဘောကျစရောင်းတောင်းရဲ့တန်ကအတန်ဝါစီဟိန်းနဲ့သိကောင်းပါလေကျွန်တော်ကတန်စင်တိယုံမြဆိုပြတာဒီတန်မဟုတ်ဘူးအဲ့တော့တစ်ခေါက်ဆုံးတော့စိန်တင်ဟန်းကတီးကျင်သေးတယ်လက်ကမြောက်ထားလူတွေကလည်းနားထောင်ကျင်သေးတယ်နားတွေစွန့်စရောင်းတောင်းကသိပါတယ်ဩရေတွင်းကလုံးဝေးတယ်ခမဘုံတော်တစ်ပုတ်ဆုံးတာတောင်းမရောက်သေးဘူးခမလူတွေဝါကနေကြတယ်ဆိုဦးမှာနောက်တစ်ပုတ်ကိုဆိုပါတယ်နောက်တော့ပြီးတော့လေနှစ်ပုတ်ဆုံးတာတောင်းမရောက်သေးဘူးခမဝါကနေရည်ကြ3ပုတ်4ပုတ်5ပုတ်ဆက်တိုက်ဆိုပါတယ်အတီးကလည်းအတီးကောင်းအဆိုးကလည်းအဆိုးကောင်းမန်းတက်ကြီးတစ်ခုလုံးဂီတရေရင်ကျော်မျောပါသွားပြီးတော့ပြိတ္တတွေငေးကြည်ရင်နဲ့အင်ကြီးတွန့်ကြည်တွေမမြင်တော့ဘူးထိတ်ကချွေးခွက်ကြီးလည်းပျောက်သွားစရောင်းတောင်းလည်းသူဂီတရေရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့အင်ကြီးတွန့်ကြည်တွေမေ့သွားပြီဆိုလို့ပြောလို့ကောင်းအဲ့ဒီမှာစရောင်းတောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကဒွေကြိုးကြီးကိုဆိုလိုက်ပါတယ်မိုင်မလေးနိုင်ဘူးမြိုင်ခင်းနဲ့ညာစီမိုင်မလေးနိုင်ဘူးမြိုင်ခင်းနဲ့ညာစီခါတော်မီသည်မွေနိုင်ဘူးခါတော်မီသည်မွေနိုင်ဘူးခါတော်မီပြစ်တင်ပြီးတော့ဆိုးချလိုက်တယ်တဲ့ဆိုင်ကလည်းနောက်ကလိုက်ပေးအဲ့ဒီခါတော်မီမှာကိုပဲခါတော်မီစရောင်းတောင်းကကွန့်ဆိုးဆိုင်ဆရာကလည်းညွန့်ပြီးတီးဆိုင်ကတီးရင်စရောင်းတောင်းကပြုံးပြီးတော့ကြည့်စရောင်းတောင်းဆိုတဲ့ခါမှာဆိုင်ဆရာကလည်းပြုံးပြီးတော့ကြည့်နှစ်ယောက်သားပြုံးချင်းဖလှယ်နေကြပိဋကကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ပြုံးလို့မန်းတက်ကြီးတစ်ခုလုံးပြုံးနေဝေပါတယ်အဲ့ဒီမှာစရောင်းတောင်းကဒီဆိုခြင်းကိုနားပြီးတော့ကျွန်တော်တို့လူတွေမိုက်လိုက်ကြတာခုလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ကြုံတွေ့နေပါရဲ့ကနဲ့အသည့်အမြင်အလင်းကိုမရနိုင်ကြပါဘူးတန်တရားရေရင်ကျော်မှာဒုက္ခသစ္စာနဲ့မျောနေကြတယ်ခမမျောမှာပေါ့သမုဒိယသစ္စာအရင်ပြုတော့ဒုက္ခသစ္စာဖြစ်တာပေါ့အဲ့ဒါတွေကိုသူကပြောလိုက်ဒီတခြင်းကိုဆိုလိုက်နောက်တော့တေဘုံမာကိုပြောလိုက်တဏှာဘူးတဲ့အယူတွေမှာအမှုမပြေပင်မရှားလိုက်လေ
တဏှာဖန်နဲ့အကန့်တွေမှာဟောတဏှာဖန်